သင်ဟာလောကုတ္တရာအပြင်ဘက်ကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုယုံကြည်ပါသလား။သေပြီးရဲ့ဘဝဆိုတာကောရှိမယ်ထင်သလား။တချို့သောဝိညာဉ်တွေဟာမကြမလွတ်နိုင်ပဲလူတွေကြားထဲမှာဘာကြောင့်လဲပတ်နေကြတာလဲ။အခုကျွန်တော်ပြောပြမယ့်ဇလန်ကတော့မိသားစုတစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ကြောင်မဲ့ပွဲဖြစ်ရမယ်ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်။အရာအလုံးကအတ်ရဲ့ဇာတိရွာလေးမှာစတင်ခဲ့တာပါ။ငငယ်ကတငယ်ချင်းတွေနဲ့စော်ကစားတိုင်းရွာထဲမှာရှိတဲ့နတ်ဆင်တစ်ခုကိုအမြဲမြင်တွေ့နေကြဖြစ်ပြီးအဲ့ဒီနတ်ဆင်ကရွာမှာရှိနေတာကြာလာပါပြီ။နေ့အတော်ကြာတော့အတရဇာတိရွာကိုပြန်ရောက်တဲ့အခါတစုံတစ်ခုကဖိတ်ကြားပေးလိုက်တယ်လို့မျိုးအဲ့ဒီနတ်ဆင်စီကိုသူ့လဲကြည့်မိသွားတယ်။နတ်ဆင်ဘောကဆိုင်ပုံးမှာရေးသားထားတဲ့နာမည်ကသူ့မာလေးတဲ့အတ်ကရုတ်တရက်အဟောသားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနာမည်ကသူ့ရဲ့ဒေါ်လေးနာမည်နဲ့တွားတူနေလို့ပါပဲ။သူ့ချက်ချင်းပဲအိမ်ကိုပြန်ပြေးပြီးတော့ဒေါ်လေးစီကမှတ်ပုံတင်ကိုငှားကြည့်လိုက်ပါတယ်။ဒေါ်လေးလီမှတ်ပုံတင်ခဏလောက်ကြည့်ပြရစီ။ဒေါ်လေးလီကနားမလဲနိုင်တဲ့မျက်နှာနဲ့မှတ်ပုံတင်ထုတ်ပေးရင်မင်းတာကိုဘာလို့မလုပ်လဲလို့မေးရှာတယ်။အတ်ဘာမှပြန်မပြောဘဲမှတ်ပုံတင်ကိုကန်ပြီးလက်ဆင်စီပြန်ပြေးသွားတယ်။လက်ဆင်ဘောကနာမည်နဲ့ဒေါ်လေးရဲ့မှတ်ပုံတင်ကနာမည်ကတက်ထက်သေးပါပဲ။ဒေါ်လေးကအသက်ရှင်လေးရဲ့ရှိနေပါလဲနဲ့ဘာလို့လက်ဆင်မှာဒီနာမည်ဖြစ်နေရတာလဲ။သူတန်တရားတွေနဲ့အတူအဖွားစီကိုသွားမေးပါတော့တယ်။အဖွားလက်ဆင်ကနာမည်ကဘာလို့ဒေါ်လေးမာလီရဲ့နာမည်ဖြစ်နေရတာလဲအဖွားကဘာမှပြန်မပြောဘဲဝမ်းထဲနေတဲ့မျက်နှာနဲ့အတိတ်ကိုပြန်တွေးနေပုံရတယ်ပြီးတော့ဓပုံကိုကြင်ရင်ပြောပြပါတော့တယ်အမှန်ကတော့အထက်အမေနဲ့ဦးလေးရဲ့အပြင်အမွာသမီးနှစ်ယောက်ရှိနေပါသေးတယ်သူတို့ကတော့သူ့မာလေးနဲ့သူ့မာလိုင်းတို့ပါပဲလွန်ခဲ့တဲ့အနှစ်40ကျော်ကဒီညီမလေးဟာရွာမှာအလှဆုံးလို့နာမည်ကြီးခဲ့ကြတယ်တညမှာတော့ရွာဦးကျောင်းမှာဖျားပွဲလုပ်ပြီးရုပ်ရှင်ပြနေတယ်ညီမတွေကအဖွားစီမှာပွဲကြည့်သွားဖို့ခွင့်တောင်းကြတယ်။အဖွားကလည်း၄ယောက်လုံးအတူတူသွားမှာဆိုတော့စိတ်ထားပြီးခွင့်ပြုလိုက်တယ်။လမ်းမှာရွာကတထေးသားငတီးဆိုတဲ့ကောင်မမာလီကိုတွေ့တော့အတင်းလက်ကိုလာဆွဲတယ်။မာလီကိုကြီးနဲ့ရုပ်ရှင်သွားကြရအောင်။မာလီကဒေါသတကြီးနဲ့လက်ကိုယုံဖယ်လိုက်ပြီးနေရဘသူမို့လို့ငါ့ကိုလာထိရတာလဲလို့ငောင်ငန်းကညီမတွေကိုခေါ်ပြီးအနားမှာရှိတဲ့လက်ဝဲသမားတငယ်ချင်းစီကိုပြေးသွားလိုက်ပါတယ်။လူတွေဝိုင်းကြည့်ကုန်တာမလို့ငတိလည်းဘာမှမလုပ်နိုင်ပဲအညိုအတေးတွေနဲ့ကြံရစ်ခဲ့တယ်။ရုပ်ရှင်ပြနေတော့မာလီကပိုက်နာလို့ဆိုပြီးခဏသွားမယ်လို့ညီမဖြစ်သူမာလိုင်ကိုပြောပြီးတော့ထွက်သွားခဲ့တယ်။ဒါပေမဲ့နိုင်ပေါင်းများစွာကြာခဲ့တဲ့အထိမာလီပြန်မလာတော့ဘူး။မာလီတို့ညီမတတိုင်စိုးရိမ်တကြီးနဲ့ရုပ်ရှင်ပြနေတဲ့သူကိုအကူအညီတောင်းပြီးတော့လူပြောက်တင်ညာခိုင်းနေလူတွေအကုန်ပြဲသွားတဲ့အထိမာလည်းအရေးအယောင်တောင်မတွေ့ရခဲ့ပါဘူး။နောက်ဆုံးဘုန်းကြီးတောင်းကိုသွားမိတော့လေဘုန်းကြီးကညာကြီးမင်းကြီးဘလို့ရှာမလဲမနေ့ကမှထက်ရှာကြတာပေါ့ဆိုပြီးသူတို့ကိုအိမ်ပြန်ပို့ခဲ့တယ်။၄ရက်၅ရက်ကြာတဲ့အထိမာလီကိုရှာမတွေ့တော့ဘူး။ရဲတွေစုံစမ်းပေမဲ့လည်းတက်တည်မရှိလို့ဘာမှမထူးကြခဲ့ပါဘူး။အဖွားကတော့အိမ်ရှိမှထိုင်ပြီးနေတိုင်းငိုယိုနေချတော့တယ်။မာလီပျောက်သွားပြီးရှေ့ရက်မြောက်တဲ့တကောင်ရဲ့ညမှာတော့တူးဆန်းနာတွေဖြစ်လာတယ်။အဖွားအိပ်ပျော်ခန်းထဲမှာကျွတ်ဆိုတဲ့ကျွတ်အိတ်တလုံးကိုလေကားပေါ်ကဆွဲတင်လာတဲ့အတန်ကြီးကိုကြားလိုက်ရတယ်။နောက်တစ်ညမှာလည်းခွေးတွေတအူးဟောင်းနေရင်အမေသမီးတောင်းမှန်ပါတယ်။သမီးအမေနဲ့အတူမနေနိုင်တော့ဘူးဆိုတဲ့ရှိုက်တန်ကြီးကိုကြားလိုက်ကြပြန်တယ်။ဒီလိုနဲ့ညတိုင်းနေဝင်တာနဲ့အိတ်ဆွဲတန်နဲ့ခွေးရောင်တန်တွေကရွာထဲမှာကြားနေရတော့တာပါပဲ။ရွာသားတွေဟာကြောက်နဲ့တကြားနဲ့တကားတွေပိတ်ထားကြပြီးတော့တချို့ဆိုရင်ရွာကနေပြောင်းပြေးကုန်ကြတယ်။တညမှာတော့ရွာကိုဘာမှမသိပဲရောက်လာတဲ့ဦးလေးဖုံးကလမ်းမှာမျိုးသမီးတယောက်အိတ်တလုံးကိုမနိုင်မနှဲဆွဲလာတာတွေ့လိုက်ကြတယ်။ဟဲ့မာလီညာကြီးမင်းကြီးဘာအိတ်တွေဆွဲနေတာလဲ။သမီးတာတွေကိုအမေစီပေးချင်လို့ပါဦးလေး။ဒါပေမဲ့သမီးမနိုင်တော့ဘူး။ဦးလေးဖုံးကကုညီကျင်စိတ်နဲ့လာငါကူတယ်ပေးမယ်ဆိုပြီးအိတ်ကိုမလိုက်တဲ့အခါအိတ်ကအသက်ကုန်လေးလက်နေတယ်။ဦးလေးဖုံးကအိတ်ကိုထမ်းပြီးတော့မာလီနောက်ကလိုက်သွားတယ်။အဖွားအိမ်ရှိရောက်တော့ဦးလေးဖုံးကဟဲ့မာလီကပစ္စည်းတွေတဲလာတယ်လာကူပါအောင်လို့အော်ပြောလိုက်တယ်။အဖွားကအိမ်ပေါ်ကဆင်းလာပြီးမင်းအဲ့ဒီအိတ်ကိုဘေးရကြတာလဲလို့မေးတော့မာလီခေါ်လာတာလေဟောဟိုမာလို့ဦးလေးဖုံးကလမ်းပြလိုက်တဲ့အခါအဲ့ဒီနေရာမှာဘယ်သူမှမရှိတော့ဘူးရွာသားတွေစုယုံရောက်ရှိလာပြီးအဲ့ဒီအိတ်ကိုဖြည့်ကြည့်လိုက်တဲ့အခါမှာတော့အလုံးတုံလုံးခြောက်ခြားသွားကြတယ်အိတ်ထဲမှာလက်တွေခြေထောက်တွေနဲ့လူခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုအပိုင်းပိုင်းဖြတ်ပြီးထည့်ထားတာပါအဲ့ဒါမာလီရဲ့ကျုပ်အလောင်းတွေဖြစ်နေတာကိုသိလိုက်ကြလို့ထူးဆန်းတာကအဲ့ဒီအိတ်မှာလူယောက်ျား3ယောက်ရဲ့ခေါင်းတွေပါရောနှောပါဝင်နေတာပါပဲနောက်တနေ့မှာတော့ရှယ်ရီကအဲ့ဒီခေါင်းပိုင်ရှင်တွေရဲ့အိမ်ကိုသွားစစ်ဆေးတဲ့အခါခေါင်းမရှိတဲ့အလောင်း3လောင်းကိုတွေ့ရတယ်တဦးကငှက်တီနောက်တဦးကတော့သူ့တငယ်ချင်းနောက်ဆုံးတဦးကတော့ကျောင်းနိုင်ဘုန်းကြီးဖြစ်နေပါတယ်ကိုရင်လေးတပါရဲ့ထွက်ဆိုချက်အရပွဲညမှာငှက်တီနဲ့သူ့တငယ်ချင်းကမာလီကိုအိမ်သားသွားတော့အတင်းအဓမ္မဖမ်းခေါ်သွားခဲ့တာပါသူတို့နဲ့အတူကျောင်းနိုင်ဘုန်းကြီးကပါပူးပေါင်းပြီးမာလီကိုတောထဲမှာ9ရက်တိုင်နှိပ်စက်စော်ကားခဲ့ကြတာဖြစ်ပါတယ်ပြီးတော့မှမာလီကိုတက်ပြီးအလောင်းဖြောက်ခဲ့ကြတာပါမာလီရဲ့ဝိညာဉ်ဟာမကြက်မလွတ်နိုင်ပဲသူမကိုတက်ခဲ့တဲ့လူ3ယောက်လုံးကိုကလစားချေတက်ပြတ်ပြီးသူ
သူမရဲ့ခန္ဓာကိုယ်နဲ့အတူအမေစီကိုပြန်တင်လာခဲ့တာပါပဲ။ရွာရဲ့အယူဆအရအမားတဲ့ကတယောက်တည်ဆုံးသွားခဲ့ရင်ကြံရှိတဲ့သူရဲ့အသက်ဘေးကင်းအောင်တည်တဲ့သူရဲ့နာမည်ကိုအရှင်ရဲ့နာမည်နဲ့လဲလှယ်မဲခေါ်ရတဲ့အတွက်အထက်ဒေါ်လေးဟာမာလိုင်းကနေမာလီရဲ့ဖြစ်အသက်ရှင်နေရပြီးတည်ဆုံးသွားတဲ့မာလီရဲ့နာမည်ကတော့မျက်စင်ပေါ်မှာကြံ့ရစ်ခဲ့တာဖြစ်ပါတော့တယ်။လှပတဲ့ပန်းလေးတစ်ပွင့်ကိုမျက်နှိုးစွာကြည့်ရှုရမယ့်အစားကာမရမတ်တွေနဲ့ဖျက်ဆီးခဲ့တဲ့အဲ့ဒီလူတလိษံတွေကတော့သူတို့ပြုတ်ခဲ့တဲ့အကုသိုလ်ကံအတိုင်းငရဲမှာထာဝရခန်းစားနေရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးပါပြီ။